အားလုံးပဲမင်္ဂလာပါပြောဆရာရှိလို့လိုက်မတက်လာခဲ့တကယ်တော့ငါချမ်းသာတာပေါ့နော်ဘယ်လောက်ချမ်းသာလဲဆိုရင်ကွယ်တယ်မလားမတ်မိုင်းလို့နဲ့နင်လားငါလားအဲ့လောက်ထိကိုငါချမ်းသာလားဘယ်လိုလဲဆိုတော့ငါမှာရှေးဟောင်းပေါ့နော်ယေဒနာရှိတယ်ပေါ့နော်ငါစမိုင်းကိုလည်းမြင်မိတယ်စမိုင်းမှာလည်းငါလိုမျိုးပေါ့နော်ရှေးဟောင်းယေဒနာရှိတယ်အဲ့လိုဆိုတော့ငါလည်းသူ့လိုပဲချမ်းသာတယ်အဲ့လိုဆိုတော့ဒီရှေးဟောင်းယေဒနာကဘယ်လိုလဲဆိုတော့ငါတို့လူတိုင်းမှာတော့ရှိကြတယ်ဒါပေမဲ့တန်းနုလာနဲ့ရေးတာပဲကွာတာပေါ့နော်အဲ့လိုဆိုတော့ငါရဲ့ရှေးဟောင်းဒီယေဒနာကိုငါပြမယ်ကြည့်နေ飘蓝的你别看哩，就这个老个点对，听不个夜莺的悲，梦里么看呀昂路，有几暖个把子，提着长路木大的背。ဒါလေးကမူရရဲ့ရှေးဟောင်းယေဒနာပါဘာလို့မူရမှာအရင်တော့ပိုင်ဆိုင်မှုတွေများတာပေါ့နော်ဘာလို့လဲဆိုတော့လူတိုင်းမှာလည်းအရင်တော့ပိုင်ဆိုင်မှုတွေများမှာဒါပေမဲ့လူတွေကအချိန်ကြာလာတဲ့အများပိုင်ဆိုင်မှုတွေရောနေလာကြတာပေါ့နော်ဒါတော့မူရရဲ့လက်ရှိဒါပိုင်ဆိုင်မှုပေါ့နော်ဒါတော့မူရရဲ့လက်ရှိပိုင်ဆိုင်မှုပေါ့နော်မူရမှာဒီယေဒနာနှစ်ခုတော့ရှိရပါတော့ဘယ်လိုမှတန်ဖို့ဖြစ်မရပါဘူးအရင်ကလည်းအရင်တကြီးနိုင်နေရတယ်ပေါ့နော်ဒီယေဒနာတုံးလေးတွေပေါ့နော်လူတိုင်းမှာလည်းဒီလိုယေဒနာလေးတွေရှိမှလို့ထင်ပါတယ်မမမင်းမအဘူပါမအဘူကအသက်60နဲ့50နှစ်ရှိနေပေါ့နော်။ဘာလို့ဆိုတော့အသက်ရှင်ပြောရမယ်ဒါကျမကြီးမကောင်းဖြစ်လေစေးတောက်လိုက်စေးထိုးနိုင်ပြန်ကောင်းလာတယ်ကျွန်တော်တို့တတိကိုတော့တေတမကစေးနေနေတာအရင်ကဒါငါအတွက်လောကတဘုံမဖြစ်လို့နေရတဲ့ကံကောင်းခြင်းတစ်ခုပေါ့နော်။အဲ့လိုဆိုတော့အခုမှအမရှိတယ်။ဘာလို့ရှင်ကမှနေတာအခုတတိလေကျင်းကျမကမရှိသေးတယ်။အခုရဲ့အမားကပေါ့နော်။ပို့လို့တော့မှအခုတဲ့ကျမ်းမာတယ်ဒီအဖိုးရဲ့အမေကလည်းအဲ့လိုပဲအသက်100နဲ့9နှစ်တတိပြီးသွားတာပေါ့ဒါ